Messi မလို့ဘူးဖြစ်နော်အားလုံးပဲရော90 minutes ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့သုံးသက်ပေးသွားမှာကတော့ semi final ရဲ့နောက်ဆုံးပွဲဖြစ်တဲ့ Argentina နဲ့ Switzerland ပွဲကိုသုံးသက်ဆွေးနွေးမှုပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဟုတ်မင်္ဂလာပါကိုကြီး မင်္ဂလာပါ ဟုတ်ကျွန်တော်တို့ပြောမှာ Argentina ပေါ့ Argentina နဲ့ Switzerland Argentina ကကျွန်တော်တို့ရှေ့ပွဲမှာ Egypt နဲ့ပေါ့ပြောတော့ကျွန်တော်အသေးအတန်ပေါ့လေအသေးအတန်ကန်သွားတယ်။ like နောက်ကလည်း like ဆော့ရတယ်ပေါ့2စီး Egypt ကဦးဆောင်နေရတယ်သူတို့3ခုပြန်သွင်းပြီးတော့ campaign နဲ့ပြန်လာတယ်ကောင်းပါကမ်ဘတ်လည်းတော်တော်လှပါတယ်အငင်းပွားဝယ်ရရှိခဲ့တယ်အငင်းပွားဝယ်ရကျွန်တော်ထည့်မပြောတော့ပါဘူးဆွစ်ဇာလန်ကျတော့ကျွန်တော်တို့ကိုလံဘီယာဒီပွဲချင်းပြီးတော့ဇီးဇီးကန်သွားတယ်ဒီ extra time 15မိနစ်နှစ်ခါ30မှာလည်းသူတို့ဇီးဇီးတေကန်ပြီးတော့ penalty ဆုံးဖြတ်မှာဆွစ်ဇာလန်နိုင်သွားတယ်ပေါ့အဲ့တော့ဟိုကျွန်တော်တို့ပြောရမယ်ဆိုလို့ကျွန်တော် head to head ကတော့ဒီ Argentina ဒီပြိုင်ပွဲဆုံးနော်ပြိုင်ပွဲဆုံးပေါ့ Argentina 8ကြိမ်နိုင်တယ်တစ်ခါကြတယ်ဆွစ်ဇာလန်1ကြိမ်နိုင်တယ် Argentina တော့အပြတ်သက်ဒါစီရတာပေါ့လေအဲ့တော့အခုအနေနဲ့Argentina ရဲ့ Egypt နဲ့အကြောင်းလေးပေါ့လေ Egypt နဲ့အကြောင်းလေးမှာလည်းအချင်းချင်းလေးပေါ့သုံးသပ်ပါဘယ်လိုများထင်လဲဆို Argentina ကတော့ Egypt နဲ့ပွဲမှာတော့တိုက်စစ်ကတိတ်အလုံးမဖြစ်ဘူးအဓိက Messi ကဒီအလေကျော်ကနေတိုက်စစ်ဆင်တဲ့အနေအထားမှာသူတို့ဘလို့မအောင်ကစားကွာဖော်လို့မရဘူး Messi မလို့ဘူးဖြစ်တော့နော် Egypt ကစားသမားတွေကလည်း Messi ကိုတကယ်ဟိုမှာကိတ်ကတ်ထားကြတယ်အဲ့ဒုတိယပိုင်း2-0ဖြစ်ပြီးနောက်ပိုင်းမိနစ်80ကျော်လောက်မှာကစားကွာချိန်သွားလူစားလင်းမှုအရင်လုပ်တယ်လို့သွားနော် Martinez တို့ဘာလို့ဝင်လာတဲ့နောက်ပိုင်းMessi ကအလဲမှာမကန်တော့ရင်လည်းသူကတောင်းမှန်အောင်ထွက်သွားတယ်ဟုတ်တယ်အဲ့လိုမျိုးကစားကွက်ချိန်ပြီးတော့နောက်ပိုင်းမှာမှဒီ Argentina ပိုပြီးကောင်းသွားတယ်ပေါ့အဲ့ဒီပွဲမှာတော့ Messi ရဲ့ cross ball တွေကရန်ကိုသွင်းတာနော်သွင်းကိုနဲ့ဖန်တီးကိုနဲ့အဲ့လိုရခဲ့တယ်မက်ဆီတော့ကတော့ဒီကိုသင်းပြင်စုအတွက်ကောသူပြန်ပြီးတော့ဒီမစားသွားပါတော့သူဒီအမ်ဘာပီဘာလို့နဲ့ဟာလန်နဲ့သူအပြိုင်ထက်ဖြစ်သွားတယ်ဟုတ်တယ်အခုအရင်ဆုံးမေးရပါလေအာဂျင်တီးနားဘာလို့မေးလဲဆိုတော့ဟုတ် Trade Match Switzerland ကကြတော့ရှေ့မှာကန်ခဲ့တဲ့ဒီကိဗာဒီတို့ဘာတို့ဒီဥရုဂွေးထက်စားလို့ရှိရင်ပုံမြင့်သွားပြီဗျ။ကျစ်လက်မှုကောင်းတယ်သူတို့ခံရှိရနောက်ပြီးတော့ယူရိုတွေရောကမ္ဘာဖလားမာတွေရောကျတော့ဖြန့်မြင့်အသင်းအဆင့်ဖြစ်နေတာဆိုတော့အရင်နီးပြဒီမူရက်ရခင်ဆိုတဲ့နီးပြနဲ့ပဲဆန်နလက်ကွင်းလေပေါ့အရင်အာကြီးကွင်းလေစာခါဥဆောင်နေအစိုးဖွဲ့ပဲကိုသမားလည်းဒုံးမကိုသမားတွေပါမယ်ဘလို့ခက်ခဲသွားမှာဆွစ်ဇာလန်ခြေလုံးလေးနဲ့သုံးသပ်ပြီးပါဒီ level ကိုရောက်လာတဲ့နေရာတော့အကုန်လုံးက short တက်လို့တော့မရတော့အကုန်လုံးက Switzerland မှာအဓိက main player ကအဲ့စာကာကွင်းလေကနေတကယ်မောင်းနေပြီးနေတော့သူကဟုတ်တယ်တက်ကြီးမှနော်တက်ကြီးကြသွားပြီးတော့ကျွန်တော်တို့ဒီဘာလို့ဆိုမှလည်းဖလားယူတယ်ဆန်နလန်တကြောပြန်လာတော့လည်းခြေစမ်းကြီးပြတယ်စာခါပြန်ပြီးတော့မောင်းနေမှာပေါ့ဟုတ်ကဲ့ဒါပေမဲ့တစ်ခါပြန်ကြည့်ရလဲ Argentina ကွင်းလေရလဲ Enzo Fernandez တို့ Matt Allister တို့ Di Boro ကလည်းကွင်းလေပိုင်းအရန်ချိတ်ဆက်ပြီးကောင်းတယ်ကျွန်တော်တို့ key player ပါခုနပြောသလိုပေါ့ကျွန်တော်တို့အဲဒီမှာဆို Messi ရှိမယ်သူ့ဝင်ရမှာဘာလို့ဝင်ရမယ်ဒါမှ Martinez ပါမယ်ခုနကကိုပြောခဲ့သလိုပဲ Enzo Fernandez ရဲ့ Allister တို့ Di Boro ပေါ့နော်နောက်တန်းမှာလည်းဒီ Romero ပါမယ်ကိုသမားလည်း Martinez ဆိုတော့ဒီစုဖွဲ့ပါမယ်ဆွစ်ဇာလန်မှာဆိုလို့ရှိရင်ဒီစာကာဦးဆောင်မယ်နောက်တန်းမှာဆိုဒီအကန်ဂျီဒါတောင်မန်ဒီကရောင်းလိုက်ပြတဲ့ Andoji တို့ Ambolo ဆိုတာတိုက်စစ်မှုတော့ကြာပြီဗျဒီဂျာမန်မှာကန်ပြီးဆွစ်ဇာလန်မှာအမြဲပါနေတိုက်စစ်မှုဆိုတော့ကိုသမားဆိုတော့ကိုပဲကိုလံဘီယာနဲ့ဘောလုံးလည်းလက်ဆန်းပြလာပဲမှုတွေဆိုလုပ်တယ်ဆိုတော့ကျင်းကျုံသုံးသပ်လို့ရှိရင်တော့ Enzo နဲ့စာကာနော်ဝင်းနဲ့တိုင်ဆိုင်မှုဖြစ်မယ်ခုနေ့က Egypt နဲ့ပွဲမှာဆိုရင် Everest ကလောက်ကွက်ပြအောင်လည်းသူ့မှာဟုတ်တယ်အဓိက Messi ပေါ့လေ Messi ရှိနေတဲ့အတွက်ကြောင့် Messi ကိုပဲတည်ပြီးကစားကွက်ကပြောင်းလဲလုပ်နေရတာဆိုတော့တောင်မှန်ထွက်လို့ရှိရင်လည်းဒီတောင်မှန်တနေရာလဲသူစော့နိုင်တယ်သူအလဲဆိုလဲသူစော့နိုင်တဲ့အတွက်ကြောင့်မို့လို့ဒီလူငယ်ကစားသမားတွေတော့ရှိတာပေါ့လေအဲ့လိုမျိုးအခုနောက်ပိုင်းဆိုရင် Almeida တို့ဘာလို့လူငယ်ကစားသမားလေးတွေဒီဘက်ညာဝန်းမှာလည်းတခါကျရင်ဒီ Atlantico ကနေ Simeone တို့ဘာလို့ရှိတယ်နော်ဒါပေမဲ့ဒီကစားသမားတွေရှိနေရင်ပြင်လဲMessi ရှိနေတဲ့အတွက်ကြောင့်ကစားကွက်ကအမျိုးမျိုးချိန်ပြီးတော့သူတို့ဆော့လို့ရတာပေါ့ဟိုဆွစ်ဇာလန်ကတော့အများကြီးပြောစရာတော့မရှိဘူးပေါ့လေဟုတ်ကဲ့ဟိုဒီဥရောပအသင်းချင်းတွေ့ရပဲဖြစ်ဖြစ်ဒီတောင်အမေရိကဒီအသင်းတွေတွေ့ရပဲဖြစ်ဖြစ်ဒီကောင်တွေကတော့ဆွစ်ဇာလန်ကတော့အမြဲဒုက္ခပေးတတ်တဲ့ခက်ခဲတယ်ပေါ့ဗျာဟိုပြိုင်ဘက်ကိုနည်းနည်းအခက်တွေ့အောင်သူတော်တော်လုပ်တတ်တဲ့ထင်မှာပါတယ်ကိုရက်ဆက်တွေတစ်ခါလေးသွားချင်တာပနယ်တီထိရောက်သွားမလားဘာလို့ဆိုတော့ကိုသမားတွေကောင်းတာဆိုတော့အာတိတယ်ဗျာရှင်းရှင်းဟိုပဲကိုပဲလည်းကောင်းတယ်ဒီဘက်ကလည်းကောင်းတယ်ဆိုတော့ကိုဘယ်လိုထင်တာတော့မိနစ်90အတွင်းတော့ပြတ်မယ်တော့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ Argentina ကလည်းရှေ့နှစ်ပွဲမှာသူတို့နော်တော်တော်လေးမှားခဲ့တာရှိတယ်ဒီပွဲကတော့သူတို့ပေးချပြင်ဆင်မှရတော့ပြီဒါပေမဲ့ကျွန်တော်အဲ့လိုပါဆွစ်ဇာလန်လေးဖြစ်နေလို့နည်းနည်းကန်တက်တယ်ဟုတ်တယ်ဟိုအမြင်နဲ့စိတ်ရှိတယ်သူတို့ရတယ်ဖနဒီရောက်သွားတယ်တော့ကိစ္စမရှိဆိုတော့အသင်းမျိုးဖြစ်နေဆွစ်ဇာလန်လည်းအဲ့တော့ပွဲချင်းအတွင်းကိုကပြတ်သွားမယ်ဆိုရင်ကိုဘယ်လို result လောက်မှန်းလဲ Argentina နိုင်မယ်2-0နဲ့ 3-1 လောက်ဟုတ်ကဲ့မှန်းတယ်ကျွန်တော်လည်း Argentina ပါမယ်ကျွန်တော် 1-0 2-0လောက်နဲ့ကျွန်တော်ပြီးမယ်လို့ထင်တယ် Argentina တက်သွားမယ်ဆိုလို့ရှိရင်ဥပချမ်းမှာကိုဘယ်အသင်းနဲ့ပ
ပို့ပြီးတွေ့စေချင်တယ်ဟာလန်ရဲ့နော်ဝေးလားဒါမှမဟုတ်တကယ်နာမည်ကြီးတူမဲ့အသင်းဖြစ်တဲ့အင်္ဂလန်လားဘယ်အသင်းနဲ့ပို့တွေ့စေချင်တယ် အင်္ဂလန်နဲ့ပဲတွေ့စေချင်တယ် အင်္ဂလန်ကိုဒီပရီးမီးယားလိခြေဆိုင်အသင်းတွေကိုအသင်းတစ်သင်းပေါ့လေအဲ့ဒါကိုသူဘယ်လိုကံလဲဆိုတော့လေစိတ်ဝင်စားဖို့ကောင်းတယ်ပွဲထဲမှာလည်းကျွန်တော်ဆက်လက်စောင့်ကြည့်လိုက်ကြ ကြည့်ရ အောင် မှာပဲ ဟုတ်ကဲ့